안녕 여러분, 알로맨밍라바. 여러분의 relationship coach societyပါတယ်။ခြားဆိုဒီနေ့ကတော့ဘောနော်အမျိုးသားတွေရဲ့စိတ်ထဲမှာလုံးဝမီလို့မရမယ်မိမ၃မျိုးနဲ့ပတ်သက်ပြီးတော့ဆိုရ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Let's go.နံပါတ်1သူတို့ပင်မနေရဲ့အချိန်မှာသူတို့ပေးနာနေပြီးရော view site ပေးခဲ့တယ်မိန်းမတစ်ခါကြလို့ရှိရင် lifestyle မှာနေနေကကြမအနေမြင့်တက်ကြဆိုတာကလူတိုင်းမှာရှိရပေါ့နော်အဲ့လိုသူနေကြနေတဲ့အချိန်အစမပြေတဲ့အချိန်မှာအဲ့လို main ကလေးမျိုးကကျွန်တဲ့ဟာရအကောင်လုံးဘာမှမတွက်ဖဲနေသူ့ဟိုငါလေးကသူ့ချစ်တီဖြစ်စေမချစ်တီဖြစ်စေပေါ့နော်သူကကျွန်တဲ့ຢာရဲ့တိတ်ပြီးစိတ်ဝင်စားပဲနဲ့ကိုရဲ့လိုအပ်နေတဲ့အချိန်လဲကြနေတဲ့အချိန်မှာကိုလက်ကိုဆွဲထုခဲ့တဲ့သူကိုပေးနာမှာရှိပြီးကိုအရာရာ supporting ပေးခဲ့တဲ့ main ကလေးမျိုးသူတို့လုံးဝမမေ့ပါဘူးလို့လဲဆိုတော့ကိုယ့်ရဲ့အားနည်းချက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပုံစံပဲဖြစ်ဖြစ်အဲ့လိုအစမပြေရဲ့ပုံစံတရားရုပ်ကိုပြလိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ကိုယ့်ပေါ်ကိုသူတို့ကမိုက်တယ်ဆွဆောက်မှုရှိရပါအဲ့လိုပေါ်လုံးဝနည်းကြဆင်းသွားနိုင်ပြီးသူတို့တက်လည်း energy ကြတယ်ကိုယ့်ကိုလည်းတော့ဘလိုပဲဆိုပြီးတော့အထင်ကြီးနေရသူတော့မှပုံမှန်ဆိုလို့ရှိရင်အစမပြေရမြင်နေဆိုတဲ့လူတွေကအထင်သေးသွားပြီးတော့အဲ့လိုစိတ်ရှိကြတာပုံမှန်မဟုတ်လားဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ခုနကဆက်ပြောသလိုပေါ့နော်အဲ့ဒါကစိတ်ပိုင်းဆိုင်ရာအစမပြေတဲ့အချိန်မှာပဲဆိုလို့ရှိရင်လည်းစိတ်ပိုင်းဆိုင်ရာကိုယ့်ကိုအားပေးရဖြစ်ဖြစ်အားတင်းထားအနာမှာဘလို့ရှိရဲဆုံးမစကားတွေပြောပြီးတော့အားပေးနှစ်သိမ့်စကားတွေပြောပြီးတော့အနာမှာရှိနေပေးရဖြစ်ဖြစ်ဂျုံပိုင်းဆိုင်ရာမှာလိုအပ်ချက်တွေရှိရဲ့အချိန်မှာလိုပိုင်းဆိုင်ရာ supporting ပေးပြီးတော့ထောက်ပံ့တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့နှစ်ခုစိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်သူလုံးဝအစမပြေရဲ့အချိန်မှာသူ့အနာမှာရှိနေပေးရဲ့မိမကိုယောက်ျားတွေလုံးဝတက်တက်လုံးမေးလို့မရပါဘူး။ဟုတ်နံပါတ်2သူတို့ပို့ပြီးတော့ကောင်းတဲ့ lifestyle တစ်ခုရအောင်ကိုတွန်းတင်ပေးခြင်းနဲ့မိမသူတို့အမြဲလှလာခဲ့နေထိုင်လာတဲ့သူတို့ရဲ့ life pattern ပဲဖြစ်ဖြစ်သူတို့ရဲ့မကောင်းတဲ့အတွေ့အခေါ်တဲ့အကျင့်စိတ်တွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့နေထိုင်မှုဘဝပုံစံပဲဖြစ်ဖြစ်အဲ့ဒါတွေအကုန်လုံးသူနဲ့အဲ့ main ကလေးနဲ့တွေ့တဲ့အချိန်မှာပို့ပြီးတော့ကောင်းမလာအောင်တိုးတက်လာအောင်ပေါ့နော်မကောင်းတဲ့အကျင့်တွေကိုဤတစ်မျိုးနဲ့ပျောက်သွားအောင်လုပ်ပေးရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုပုံစံနဲ့ကိုယ့်ရဲ့ life ကိုတစ်ဆင့်ပေါ့နော်ပို့ပြီးတော့အယောင်ထွက်လာအောင်ပေါ့နော်တခုနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ကိုအရင်ကကိုထပ်ပိုးပြီးတော့ကောင်းအောင်လုပ်ပြီးရဲ့ main ကလေးမျိုးကိုသူတို့တွေလုံးဝမေးပါဘူးပုံမှန်ဆိုလို့ရှိရင်အမျိုးသားတွေအဲ့ချိန်မှာကအဲ့ main ကလေးရဲ့အတွေးတွေစိတ်ကူးတွေကိုသူတို့မသိဘူးဆိုပေမဲ့ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်တော့သူတို့အဲ့မှာမသိခဲ့ပေမဲ့ထင်ကြလို့ရှိရင်တော့သူတို့ကမေးလို့မရပါဘူးဆိုလို့ရှိရင်ပေါ့နော်အရင်boy friend ပေါ့နော်သူဆိုလို့ရှိရင်ရှိရပေါ့နော်အဲ့တော့ဆိုရှင်ဆိုသူ့စကားပြောလို့ရှိရင်နင်းရဲ့ကလေးဆန်တဲ့ပုံစံဘယ်လိုဖြစ်တာပေါ့နော်နင်းရဲ့နင်းမှာအလုပ်ဘယ်လောက်ပဲဟိုအဖြစ်ပတ်စံဘယ်လောက်ပဲရှိဘယ်လိုပဲနင်းရဲ့ဘယ်လိုဟာလေးတွေဘယ်လိုပြင်လို့ရှိရင်ပိုကောင်းမယ်ပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာသူအမြဲတမ်းပေါ့ငါ့ကိုနင်းကအမြဲတမ်းအပြစ်တင်နေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုပြောခဲ့ပေမဲ့သူနဲ့ပြတ်သွားပြီးတော့အချိန်တစ်ခုပေါ့နော်တိတ်မကြသေးတဲ့အချိန်တစ်ခုရောက်သွားတဲ့အချိန်ကျတော့သူပြောတယ်အရန်ကျေးဇူးတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ lifestyle သူ့ရဲ့မကောင်းတဲ့အကျင့်တွေကိုနင်ပြောတဲ့စကားကြောင့်ပဲငါအခုနားလည်လာပြီပေါ့နော်အဲ့လိုပြန်နေပြောတဲ့ပုံစံအတိုင်းပဲငါနေလိုက်တယ်ပြောင်းလဲလိုက်တဲ့အခါမှာလဲပေါ့နော်အခုငါပြန်ပြီးတော့ business မှာလဲပို့ပြီးတော့confidence တွေရလာတယ်အဆင်ပြေလာတယ်အဲ့အတွက်ညငါဘယ်တော့မှမေးမှာမဟုတ်ဘူးအရင်ကျေးဇူးတင်တယ်ပေါ့နော်သိရမလားဆိုရသူ့ရဲ့သူ့ပိုကောင်းတဲ့သူတယောက် version တစ်ခုဖြစ်အောင် changes လုပ်ပေးနိုင်တဲ့မိန်းမတယောက်ဆိုပြီးတော့ပေါ့နော်ဆိုတော့ appreciate စကားလေးလာပြောပေးရပေါ့နော်အဲ့လိုပုံစံပေါ့နော်အရင်တော့မသိခဲ့ဘူးဆိုလို့ရှင်တော့မှပဲ change တစ်ခုကြလို့ရှင်ကိုယ့်သူကလုံးဝမေးရမှာမဟုတ်ပါဘူးနံပါတ်3 sexy ကြတဲ့မိန်းမဒါကတော့ယောက်ျားလေးတွေရဲ့စိတ်ကလည်းမေးမရနိုင်သလိုပေါ့နော်သူတို့ရဲ့ခန္ဓာကိုယ်ကလည်းအဲ့လိုဟာတွေမမေးမရဘူးပေါ့နော်အဲဆိုဒီမိန်းမယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်လူတွေပြောကြပါတယ်ဒါပဲလေမိန်းမဆိုလဲဒါပဲယောက်ျားဆိုလဲဒါပဲ no ဒါမတူဘူးကွာဒီလားယောက်ျားဖြစ်ဖြစ်မိန်းမပဲမတူဘူးကွာမိန်းမလည်းမတူဘူးယောက်ျားလည်းမတူဘူးဒါပုံစံပဲဖြစ်ဖြစ်အကုန်လုံး taste ကအစားvibe ကိုအကုန်လုံးဝမတူဘူးပေါ့နော်အဲ့တော့ကိုလုံးဝအဆင်ပြေသဘောကျတဲ့ taste တစ်ခု vibe တစ်ခုနဲ့အဲ့လိုအရာတစ်ခုကိုရဖို့ကလည်းအမှန်တိုင်းပြောရရင်အဆင်ပြေဖို့ကလည်းတိတ်ပြီးတော့မလွယ်ကြဘူးလေနော်အဲ့တော့ရသွားခဲ့ရပဲဖြစ်ဖြစ်လုံးဝအဲ့လိုစီကြပြီးတော့အရန်မိုက်တဲ့သူတယောက်ရှားရဲဆိုလို့ရှိရင်လည်းသူတို့ကယောက်ျားကြီးလုံးဝမမေးနိုင်ကြဘူးလို့ပြောပါတယ်ခြားဒီနေ့ vlog လေးကဒီလောက်ပဲဖြစ်ပါတယ်။နောက်မှတော့ဒီ3ချက်ထဲမှာဘယ်နှချက်ပါလဲဆိုတော့ဆွဲကို comment မှာချရေးပေးခဲ့ပါအောင်နော်။ပြီးတော့ဒီ vlog လေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်တွေရှိရဆိုလို့ရှိရင်လည်းဆွဲကို comment မှာအတူတူဆွေးနွေးပေးခဲ့လို့ရပါတယ်။ရောဘုံတို့ရဲ့အခြေရင်းနဲ့ပဲဖြစ်ဖြစ်အိမ်အောင်ရင်းနဲ့ပဲပတ်သက်ပဲဖြစ်ဖြစ်ပေါ့နော်။အစင်မပြေရဲ့အရာတွေရှိရဝေခွဲမရရဲ့ကိစ္စတွေဖြစ်နေတယ်ဖြစ်ရှင်းဖို့လိုအပ်နေရဆိုလို့ရှိရင်ပေါ့ဆွဲနဲ့လာပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်။ဟိုဆွဲနဲ့တိုင်ပင်ဆွေးနွေးဖို့ booking ယူခြင်းနဲ့ဆိုလို့ရှိရင်เนาะဆွဲရဲ့ချက်ပေါက်မှာလာပြီးတော့ booking ယူလို့ရပါတယ်။နောက်ထပ် blog မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ရောဘုံတို့ရဲ့ relationship coach တစ်ဆက်ဖြစ်ပါတယ်။အညောင်